မင်္ဂလာပါ Movie Tours မှကြိုဆိုပါရစေ။ဒီနေ့မှာတော့2013ခုနှစ်က Oblivion လို့ခေါ်တဲ့အရှင်စွန့်စားခန်းသိပ္ပံဇာတ်လမ်းရုပ်ရှင်ကိုမိတ်ဆက်ပေးမှာပါ။ဂျက်ဟာစစ်ပွဲမတိုင်ခင်ကကဘာမြေကြီးအကြောင်းကိုအမြဲတမ်းအိမ်မက်မက်နေတတ်သူပါ။သူဟာဓာတ်ပုံထဲမှာပဲမြင်ဘူးတဲ့ကဘာမြေကိုအိမ်မက်ထဲမှာမြင်နေရတယ်လို့တခါမှမစုံဘူးတဲ့အမျိုးသမီးတစ်ယောက်ကသူ့ကိုပြုံးပြနေတာကိုလည်းမြင်တွေ့နေရပါတယ်။ဒါဟာအိမ်မက်တစ်ခုထက်စာရင်အတိတ်ကတကယ်အမတ်တရားတစ်ခုလို့သူပြင်းပြင်းထန်ထန်ခံစားနေရတာပါအခုချိန်ကတော့2020ခုနှစ်ဖြစ်ပြီးကျဲရဲ့မှတ်ဉဏ်တွေကိုဖျက်ထုတ်လိုက်တာ9နှစ်ရှိပြီဖြစ်ပေမဲ့ဒီအိမ်မက်တွေကတော့သူ့ကို၆လန့်နေတော့မှာပဲသူနဲ့သူ့ရဲ့အဖေဗစ်တိုးရီယာတို့ဟာကဘာမြေပေါ်မှာတာဝန်တစ်ခုထမ်းဆောင်နေကြတာဖြစ်ပြီးနောက်နှစ်ပတ်ကြာမှာတော့တာဝန်ပြီးဆုံးမှာဖြစ်လို့တခြားသူတွေရှိရာကိုတွားရောက်ပူးပေါင်းရတော့မှာဖြစ်ပါတယ်သူတို့နှစ်ယောက်ကတော့ဆရိုက်ချင်းအတော်လေးကွဲပြားကြပြီးဂျက်ကကဘာမြေပေါ်မှာစူးစမ်းလို့စိတ်ရှိပေမဲ့ဗစ်တိုးရီယာကတော့ဘာကိုမှစိတ်မဝင်စားသူပဲဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း90ကစကတ်ပန်ချာလို့ခေါ်တဲ့ဂျိုသားတွေဟာလက်ကဘာကိုဖျက်ဆီးပစ်ခဲ့ပြီးသူတို့ဂျိုပျက်စီးသွားတာကြောင့်ကဘာမြေကိုတိမ့်ပိုက်ဖို့ကြိုးစားခဲ့ကြပါတယ်။လက်ကဘာပျက်စီးသွားတာကြောင့်ကဘာပေါ်မှာငလျင်တွေနဲ့ဆူနာမီတွေဖြစ်ပေါ်ပြီးပျက်စီးခြင်းများစွာနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ကြန့်ရှိနေတဲ့လူသားတွေကနျူကလ িয়ার လက်နက်တွေသုံးပြီးစစ်ပွဲကိုအနိုင်ယူနိုင်ခဲ့ပေမဲ့ကဘာမြေကြီးကတော့နေထိုင်လို့မရတော့လောက်အောင်ပျက်စီးသွားခဲ့တာပါ။အသက်ရှင်ကျန်သူတွေဟာ KED လို့ခေါ်တဲ့ယာယီအာကာသစခန်းကိုပြောင်းရွှေ့ခဲ့ကြပြီးအဲ့ဒီကနေတဆင့်စနေဂျိုရဲ့ဂျိုရန်လာတစ်ခုဖြစ်တဲ့တိုက်တန်စီကိုပြောင်းရွှေ့ဖို့ပြင်ဆင်နေကြတာပါဂျက်နဲ့ဗစ်တိုးရီယာကတော့ကဘာပေါ်မှာကြန့်ရှိနေသေးတဲ့ရေကိုစွမ်းရည်ဖြစ်ပြောင်းလဲပေးတဲ့စက်တွေကိုစောင့်ရှောက်ဖို့ကြံရစ်ခဲ့တာဖြစ်ပါတယ်ဒါဟာလူသားမျိုးနွယ်တွေဆက်လက်ရှင်တန်ဖို့အတွက်အဓိကအရေးပါတဲ့တာဝန်လည်းဖြစ်ပါတယ်ကဘာပေါ်မှာကြံနေသေးတဲ့ဂျိုသားတွေကတော့သူတို့ရဲ့ drone တွေနဲ့ဂျက်ကိုအမြဲတမ်းနှောက်ယှက်တိုက်ခိုက်နေကြတာပါဗစ်တိုးရီယာကဆက်သွယ်ရေးအရာရှိအဖြစ်တာဝန်ယူပြီးဂျက်ကတော့ drone တွေကိုပြုပြင်ထိန်းသိမ်းပေးရသူပါတိုက်တန်ကိုတွားဖို့စိတ်အားထက်သန်နေပေမဲ့ဂျက်ကတော့ကဘာမြေကြီးဟာသူ့ရဲ့အိမ်ဖြစ်နေတော့မယ်လို့ခံစားနေရပါတယ်ဂျက်ဟာနေ့စဉ်ကင်းလှည့်ဖို့အတွက်သူ့ရဲ့ရင်နဲ့ထွက်ခွာလာချိန်မှာ drone 2 စင်းပျက်စီးသွားကြောင်းဗစ်တိုးရီယာကအကြောင်းကြားလာပါတယ်ဗဟိုထိန်းချုပ်ရေးစခန်းကဆယ်လီရဲ့ညွှန်ကြားချက်အရဂျက်ဟာပျက်စီးနေတဲ့ drone တွေကိုရှာဖွေဖို့ထွက်ခွာခဲ့ပါတယ်လန်ကီမှာမုန်တိုင်းနဲ့တိုက်မိပြီးရင်ကိုခိတထိန်းချုပ်လို့မရပဲမြေပြင်ပေါ်ကိုပြုတ်ကျလူနီးပါးဖြစ်ခဲ့ပေမဲ့နောက်ဆုံးမှာတော့ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးပထမရရုံးရှိတဲ့နေရာကိုရောက်ရှိသွားပါတယ်ဂျက်ဟာ drone ကိုပြင်ဆင်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုယူပြီးရင်ပေါ်ကဆင်းလိုက်ချိန်မှာတော့ဗစ်တိုးရီယာကိုသူ့နောက်ကနေတေချာစောင့်ကြည့်ပေးဖို့တတိပေးလိုက်ပါတော့တယ်ဂျက်က drone ကိုပြင်ဆင်နေတော့မှပဲတစုံတစ်ယောက်ကသူ့ကိုတိတ်တဆိတ်ချောင်းမြောင်းကြည့်ရှုနေခဲ့ပါတယ်ဗစ်တိုးရီယာကဒီ drone ကပျက်စီးနေပြီဖြစ်လို့ပြင်လို့ရမှာမဟုတ်ဘူးလို့ပြောနေပေမဲ့ဂျက်ကတော့သူ့ရဲ့ PK ကိုအသုံးချပြီးပပနက်နက်နဲ့ပြင်ဆင်လိုက်နိုင်ပါတယ်။ drone အားပြန်တက်မလာခင်မှာပဲဗစ်တိုးရီယာကမော်နီတာပေါ်မှာထူးဆန်းတဲ့အရာတစ်ခုကိုသတိထားမိသွားပါတယ်။ဂျက်လက်ကြည့်လိုက်တဲ့အခါမှာတော့ခွေးတစ်ကောင်ကိုတွေ့လိုက်ရတာကြောင့် drone ကခွေးကိုမတက်မိစေဖို့အတွက်ဂျက်ကအမြန်ချောက်ထုတ်ပေးလိုက်ပါတယ်။ drone ကအလုတ်လုတ်လာပြီးပတ်ဝန်းကျင်ကိုစက်ကင်ဖက်ကကောင်းကင်ဘုံကိုပြန်တက်သွားခဲ့ပါတယ်။အဲ့ဒီနောက်ဂျက်ဟာနေ့လယ်စာစားရင်းနဲ့ဂျိုသားတွေဟာအရင်ကထပ်ပိုပြီးရဲတင်းလာတဲ့အကြောင်းဗစ်တိုးရီယာနဲ့ဆွေးနွေးဖြစ်ပါတယ်။ဗစ်တိုးရီယာကတော့သူတို့နှစ်ယောက်သာဒီကဘာကနေထွက်သွားရင်ဂျိုသားတွေအတွက်ဖုံမုံနဲ့ရေဒီယိုတက်တိကြောမှုတွေပဲကျန်တော့မှလို့ပြောကြားခဲ့ပါတယ်။ဂျက်ကတော့ပျောက်ဆုံးနေတဲ့ဒုတိယဒရုန်းကိုဆက်ရှာဖို့အတွက်သူ့ရဲ့ဆိုင်ကယ်ကိုထုတ်ပြီးရေခမ်းချောက်နေတဲ့လွင်ပြင်ကျဲကြီးတွေကိုမောင်းထွက်လာခဲ့ပါတယ်။အချက်ပြချက်တစ်ခုနောက်ကိုလိုက်လာရင်းနဲ့ဂျက်ဟာမြေအောက်ကျင်းကြီးတစ်ခုထဲကိုရောက်သွားပါတယ်ဗစ်တိုးရီယာက TED စခန်းနဲ့အဆက်အသွယ်ပြတ်တော့မှာမို့လို့အန္တရာယ်ရှိနိုင်ကြောင်းတတိပေးပေမဲ့ဂျက်ကတော့ကျိုးတစ်ချောင်းနဲ့အောက်ကိုဆင်းသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာဂျိုသားတွေကသူ့ကိုအဝေးကနေစောင့်ကြည့်နေကြပြီးဂျက်ဟာအောက်ခြေကိုရောက်တဲ့drone ကိုမတွေ့ရပဲအချက်ပြဆက်ပေးကုန်းကိုပဲတွေ့လိုက်ရပါတယ်။ဒါဟာဂျိုသားတွေဆင်ထားတဲ့ထောင်ချောက်ဖြစ်နေပြီးသူတို့ကဂျက်ကိုဝိုင်းဝန်းဖမ်းဆီးဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့ဂျက်ကလင်းမြန်စွာပဲသူတို့ကိုပြန်လည်ခုခံပြီးဖမ်းဆီးထားတဲ့ကြိုးတွေကိုပြစ်ဖြတ်ကလွတ်မြောက်အောင်ရုံထွက်နိုင်ခဲ့ပါတယ်။ဂျက်ဟာရန်သူတွေကိုပြန်လည်ပစ်ခတ်ရင်းနဲ့ဟိုဘက်ချမ်းကိုခုန်ကူးနိုင်ခဲ့ပေမဲ့အပေါ်ကိုပြန်တက်ဖို့ကြိုးစားချိန်မှာတော့တစုံတစ်ယောက်ကသူ့ရဲ့ကြိုးကိုပြစ်ဖြတ်လိုက်တာကြောင့်မြေအောက်ကျင်းထဲကိုပြန်လည်ပြုတ်ကျသွားခဲ့ပါတယ်။အခြေအနေတွေအတော်လေးဆိုးဝါးနေပြီးရန်သူတွေကဝိုင်းလာတဲ့အချိန်မှာပဲ drone 166ရုတ်တရက်ရောက်ရှိလာပြီးရန်သူတွေကိုအကုန်လုံးရှင်းလင်းပေးခဲ့ပါတယ်ဂျက်ဟာအဲ့ဒီနေရာမှာစာအုပ်တအုပ်ကိုတွေ့ရှိခဲ့တာကြောင့်တင်းစီးခဲ့ပြီးအပေါ်ကိုပြန်ရောက်တဲ့အခါမှာတော့သူ့ရဲ့ဆိုင်ကယ်ကိုရန်သူတွေခိုးယူသွားတာကိုတွေ့လိုက်ရပါတယ်အိမ်ပြန်ရောက်ပြီးရေချိုးနေတဲ့အချိန်မှာဂျက်ဟာနယူးယောက်မြို့ရဲ့အမတ်တရားတွေကိုထပ်မံမြင်အောင်နေခဲ့ပါတယ်သူယူလာတဲ့စာအုပ်ကိုဖတ်ဖို့ပြင်နေတော့မှပဲဗစ်တိုးရီယာကဝင်လာပြီးနေ့လယ်စာအတွက်ပြင်ဆင်ပါတယ်ဂျက်ကသူယူလာတဲ့ပန်းတွေကိုဗစ်တိုးရီယာကိုပေးပေမဲ့သူမကတော့အစိတ်တောက်တွေပါနိုင်နေဆိုတဲ့အကြောင်းပြချက်နဲ့အပြင်ကိုလွှင့်ပစ်လိုက်ပါတယ်ညစာစားနေရင်းနဲ့ဂျက်ကရန်သူတွေဟာသူ့ကိုတတ်ဖို့ထပ်ဖမ်းဆီးဖို့ပို့ပြီးစူးစမ်းနေကြတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။အဲ့ဒီနောက်အပြင်ကရေကူးကန်မှာသူတို့နှစ်ယောက်အတူရှိနေတော့ဂျက်ဟာအိမ်မက်ထဲကအမျိုးသမီးကိုထပ်ပြီးမြောင်လာပြန်ပါတယ်
အိယာကနိုးလာတဲ့အခါမှာတော့အဝေးကဟိုက်ဒရိုရစ်တစ်ခုအကြီးအကျယ်ပောက်ကွဲသွားတာကိုတွေးလိုက်ရပါတယ်။ဂျက်သွားရောက်စစ်ဆေးတဲ့အခါမှာတော့တစုံတစ်ယောက်ကအချက်ပြလိုင်းတွေကိုလမ်းကြောင်းလွဲပြီးဂျိုပြင်ပကိုပို့နေတာကိုတွေးလိုက်ရပါတယ်။အဲ့ဒီလိုင်းတွေရဲ့အရင်းမြစ်ကတော့အရင်က Empire State အဆောက်အဦရှိခဲ့တဲ့နေရာဖြစ်နေပါတယ်။ဂျက်ဟာအဲ့ဒီနေရာကိုသွားရောက်ပြီးစစ်ဆေးတဲ့အခါမှာတော့သူ့အိမ်မက်ထဲမှာမြင်ပူးတဲ့အရာတွေကိုတွေးလိုက်ရပါတယ်။အဲ့ဒီအဆောက်အဦဟောင်းကြီးကိုအင်တာနာအဖြစ်အသုံးပြုပြီးဘယ်သူမှမရှိတဲ့နေရာတစ်ခုကိုညွှန်ပြနေတဲ့မြေပုံညွှန်းကိုordinateတွေကိုပို့လွှတ်နေတာဖြစ်ပါတယ်။ဂျက်ကတော့အဲ့ဒီအချက်ပြမှုကိုချက်ချင်းပဲပိတ်ပစ်လိုက်ပါတော့တယ်။ဂျက်ဟာကင်းလက်ရင်းနဲ့ရေဒီယိုတက်တိကြွကန့်သက်ဆောင်ရဲ့အနားအထိအန္တရာယ်ရှိလောက်အောင်ချင့်ကပ်သွားခဲ့ပါတယ်။အိမ်မပြန်ခင်မှာတော့သူဟာအဆက်အသွယ်တွေအားလုံးကိုဖျက်တောက်ပြီးတောင်ကြားထဲမှာရှိတဲ့သူ့ရဲ့လှုပ်ဝက်အိမ်လေးစီကိုသွားခဲ့ပါတယ်။အဲ့ဒီအိမ်လေးကရေကန်ဘေးမှာရှိပြီးတာယာလှပလွန်လှပါတယ်။ဂျက်ဟာသူရှာဖွေတွေ့ရှိထားတဲ့ပစ္စည်းလေးတွေကိုအိမ်ထဲမှာအမတ်တရတင်စီထားပြီးလက်ဆက်ပလင်းရဲ့တချင်းကောင်းလေးတွေကိုနားထောင်ရင်းအနားယူနေခဲ့ပါတယ်။သူဟာအဲ့ဒီမှာတင်အိပ်ပျော်သွားပြီး Empire State အဆောက်အဦပေါ်ကအမျိုးသမီးအကြောင်းကိုထပ်ပြီးအိမ်မက်ပြန်ပါတယ်။အဲ့ဒီအချိန်မှာပဲကောင်းကင်ဘော်ကနေအမည်မသိအရာဝတ္ထုတစ်ခုပြုတ်ကျလာတာကိုမြင်လိုက်ရတာကြောင့်ဂျက်ဟာချက်ချင်းပဲလိုက်လံစစ်ဆေးပါတယ်။ဗစ်တိုးရီးယားကအဲ့ဒီအရာဟာအရင်ကတွေ့ခဲ့တဲ့အချက်ပြမြေပုံညွှန်းကိုဒီနေ့နေရာမှာကြာရောက်သွားတာဖြစ်ကြောင်းအကြောင်းကြားလာပါတယ်။ဗဟိုထိန်းချုပ်ရေးကဆယ်လီကတော့ drone တွေလွှတ်ထားပြီးဖြစ်လို့ဂျက်ကိုသွားမကြည့်ဖို့အမိန့်ပေးပေမဲ့သူကတော့အမိန့်ကိုဖီဆန်ပြီးသွားရောက်ခဲ့ပါတယ်။အဲ့ဒီနေရာကိုရောက်တဲ့အခါမှာတော့စစ်ပွဲမတိုင်ခင်ကလူသားတွေအုံပြုခဲ့တဲ့အေးခဲထားတဲ့အိမ်လေးတွေကိုတွေ့လိုက်ရပါတယ်။ဂျက်ဟာအသက်ရှင်ကျန်သူ9ယောက်ကိုတွေ့ရှိခဲ့ပြီးနောက်ဆုံးတစ်ခုကိုစစ်ဆေးတဲ့အခါမှာတော့သူ့အိမ်မက်ထဲကအမျိုးသမီးဖြစ်နေတာကိုအံ့ဩဖွယ်တွေ့လိုက်ရပါတယ်။ရုတ်တရက် drone တွေရောက်လာပြီးကြံတဲ့လူသားတွေကိုတပ်ပစ်လိုက်ပေမဲ့ဂျက်ကတော့သူ့အသက်ကိုယင်းပြီးအိမ်မက်ထဲကအမျိုးသမီးကိုကာကွယ်လိုက်ပါတယ်။သူဟာ drone 166ကိုပါတိုက်ခိုက်ပြီးဂျူလီယာလို့အမည်ရတဲ့အဲ့ဒီအမျိုးသမီးကိုသူ့အိမ်စီခေါ်ဆောင်လာခဲ့ပါတယ်။ဂျူလီယာတတိယလာတဲ့အခါမှာတော့ဂျက်ရဲ့နာမည်ကိုတရင်တနည်းခေါ်လိုက်တာကြောင့်အားလုံးအံ့အားသင့်သွားကြပါတယ်။သူမဟာနှစ်ပေါင်း60ကြာအောင်အိပ်ပျော်နေခဲ့တာပါ။ဂျူလီယာကသူမရဲ့ရင်ပေါ်ကမှတ်တမ်းတင်ဆက်ကိုပြန်ယူချင်နေပေမဲ့ဗစ်တိုးရီးယားကတော့ကဘာမြေကြီးကအရင်လိုမဟုတ်တော့ကြောင်းနဲ့လူသားတွေဟာတိုက်တန်စီပြောင်းရွှေ့ကုန်ပြီဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ဂျက်နဲ့ဗစ်တိုးရီးယားတို့လက်တွဲထားတာကိုမြင်တဲ့အခါဂျူလီယာကရင်မောခဲ့တာကြောင့်ဗစ်တိုးရီးယားကတော့သူမအပေါ်အတော်လေးတန်တရားဖြစ်ပြီးမနာလိုဖြစ်နေပါတယ်။ဗစ်တိုးရီးယားကဂျူလီယာကိုအမြန်ဆုံးနှင်ထုတ်ချင်နေပြီးဂျက်ရဲ့အတိတ်ကအမှတ်ရချက်တွေပေါ်မှာလည်းဒေါသထွက်နေပါတော့တယ်။ဂျိုသားတွေလို့ထင်ရတဲ့သူတွေကဂျက်တို့နေထိုင်တဲ့နေရာကိုရှာတွေ့သွားကြပါပြီ။နောက်ပိုင်းမှာဂျူလီယာနိုးလာတဲ့အခါဂျက်ကသူ့မစီကိုရောက်လာခဲ့ပါတယ်။ဗစ်တိုးရီးယားကဂျူလီယာရှိနေတဲ့အကြောင်းကို TED စခန်းစီအစီရင်ခံမှာဖြစ်ပြီးသူတို့ကတစုံတစ်ယောက်ကိုလွှတ်လိုက်လိမ့်မယ်လို့ဂျက်ကပြောပြခဲ့ပါတယ်။ဒါပေမဲ့ဂျူလီယာကတော့သူမရဲ့ရင်ပေါ်မှာကြံခဲ့တဲ့မှတ်တမ်းတင်ဆက်ကိုပြန်ယူဖို့လိုအပ်တယ်လို့ဆိုပါတယ်။ဘာတွေဖြစ်ခဲ့လဲဆိုတာကိုသူတို့နှစ်ယောက်လုံးသိဖို့လိုအပ်တယ်လို့သူမကတိုက်တွန်းခဲ့တာပါ။သူတို့နှစ်ယောက်အဲ့ဒီနေရာကနေထွက်သွားချိန်မှာတော့ဗစ်တိုးရီးယားကဂျက်ကိုသူမအနေနဲ့ဆက်ပြီးမကာကွယ်ပေးနိုင်တော့ဘူးလို့သတိပေးလိုက်ပါတယ်။သူတို့နှစ်ယောက်ရင်ပြတ်ကြတဲ့နေရာကိုရောက်တဲ့အခါဗစ်တိုးရီးယားကရင်ပေါ်ကကင်မရာကနေတဆင့်သူတို့ကိုစောင့်ကြည့်နေခဲ့ပါတယ်။ဂျူလီယာကအေးခဲထားတဲ့အိမ်လေးတွေကိုတွေ့တဲ့အခါဂျက်ကသူတို့ကိုမကယ်တင်နိုင်ခဲ့တဲ့အတွက်စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ဂျူလီယာကမှတ်တမ်းတင်ဆက်ကိုရှာတွေ့သွားတဲ့အချိန်မှာပဲရန်သူတွေရုတ်တရက်ရောက်လာပြီးဂျက်ကိုတိုက်ခိုက်ကသတိလစ်သွားအောင်လုပ်လိုက်ပါတော့တယ်။နောက်တစ်နေ့မှာတော့ဂျက်ရဲ့ရင်ကဗစ်တိုးရီးယားစီကိုတယောက်တည်းပြန်ရောက်လာခဲ့ပါတယ်။ဗဟိုထိန်းချုပ်ရေးနဲ့ဆက်သွယ်တဲ့အခါမှာတော့ဗစ်တိုးရီးယားကဂျက်အဆက်အသွယ်ပြတ်သွားတဲ့အကြောင်းကိုပဲပြောပြပြီးသူ့ကိုရှာဖို့အတွက် drone တစ်စင်းလွှတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။တစ်ဖက်မှာတော့ဂျက်ဟာမျက်နှာကိုမီးရောင်နဲ့ထိုးခံထားရပြီးချီနှောင်ခံထားရတဲ့အခြေအနေနဲ့တတိယလာခဲ့ပါတယ်။အမောင်ထဲကနေအမျိုးသားတစ်ယောက်ရဲ့အတန်ထွက်လာပြီးဂျက်ဟာစူးစမ်းလိုစိတ်ဘယ်လောက်ရှိလဲဆိုတာကိုသူစောင့်ကြည့်နေခဲ့တာလို့ပြောပါတယ်။ဂျက်ကတော့သူ့ရဲ့မှတ်ဉာဏ်တွေကိုဖျက်ထုတ်ထားတာကြောင့်သူ့စီကဘာမှရမှာမဟုတ်ဘူးလို့ပြန်ပြောခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသားကဂျက်ကိုမေးခွန်းထုတ်ပါတယ်။မင်းတကယ်ပဲဂျိုသားစစ်စစ်ကိုတွေ့ဘူးရဲ့လား။ကန့်သက်ဆောင်တဲ့ကိုရောရောက်ဖူးရဲ့လားဆိုပြီးတော့ပေါ့။အလင်းရောင်ရောက်လာတဲ့အခါမှာတော့ဂျက်ဟာအံ့ဩတုန်လှုပ်သွားပါတယ်။အဲ့ဒီနေရာမှာဂျိုသားတွေမဟုတ်ဘဲလူသားတွေအပြည့်ရှိနေတာပါ။ခေါင်းဆောင်ဖြစ်သူဘီချကအမှန်တရားကိုရှင်းပြပါတယ်။သူတို့ဟာဂျိုသားတွေမဟုတ်ဘဲလူသားစစ်စစ်တွေဖြစ်ကြောင်းဒရုန်းတွေဟာလူသားတွေကိုတွေ့ရင်တက်ပစ်ဖို့ program သွင်းခံထားရတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။သူတို့ဟာဂျူလီယာရဲ့ရင်ကိုလည်းနျူကလ িয়ার ဘုံးလုပ်ဖို့အတွက်ရည်ရွယ်ချက်နဲ့မြေပြင်ပေါ်ကျအောင်လုပ်ခဲ့တာပါအခုဆိုရင်ဂျက်ရဲ့အကူအညီနဲ့ TED စခန်းကြီးကိုဖျက်ဆီးပြီးစစ်ပွဲကိုအဆုံးသတ်ဖို့သူတို့ပြင်ဆင်နေကြပါပြီ Beach က drone တစ်စင်းကိုအသုံးချပြီးနျူကလ িয়ার ဘုံးနဲ့ TED စခန်းကြီးရဲ့အလဲဘဟုကိုဖောက်ခွဲဖျက်ဆီးဖို့ဂျက်ကိုအကူအညီတောင်းပါတယ်ဒီ drone ကိုဂျက်တစ်ယောက်တည်းသာ program သွင်းလို့ရတာပါဒါပေမဲ့ဂျက်ကညှင်းဆန်ခဲ့တာကြောင့် site ကဂျက်ကိုတနက်နဲ့ပစ်ခဲ့တယ်လို့ဂျူလီယာရဲ့အသက်နဲ့ပါချင်းချောက်ပြီးအကြက်ကင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲ drone တစ်စင်းကသူတို့ပုံနေတဲ့နေရာကိုရှာတွေ့သွားပြီးဝင်ရောက်တိုက်ခိုက်တာကြောင့်ရုံးရင်ဆန်ခတ်တွေဖြစ်ကုန်ပါတယ်။ရန်သူ drone ကိုအနိုင်နိုင်ဖျက်ဆီးပြီးတဲ့နောက်မှာတော့ Beach ဂျက်တို့ကိုလွှတ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့မထွက်သွားခင်မှာ Beach ဂျက်ကိုစကားတခုံးပြောလိုက်ပါတယ်
အမှန်တရားကိုသိချင်ရင်ကန့်သက်စုံထဲကိုတွားကြည့်ဖို့ပါပဲဂျက်နဲ့ဂျူလီယာတို့ဟာ Empire State အဆောက်အဦကိုရောက်ရှိသွားကြပြီးအဲ့ဒီကနေတဆင့် Victoria စီသူအသက်ရှင်နေသေးတဲ့အကြောင်းသတင်းပို့လိုက်ပါတယ်အဲ့ဒီနေရာမှာတင်ဂျူလီယာကဂျက်ကိုအကြီးမားဆုံးအမှန်တရားကိုဖွင့်ပြောလိုက်ပါတော့တယ်သူတို့ဟာတကယ်တော့တိုက်တန်ဂျိုးကိုတွားဖို့လွတ်လိုက်တဲ့သူတေသနအဖွဲ့ဝင်တွေဖြစ်ပြီး TED လို့ခေါ်တဲ့အမည်မသိဂျိုသားရင်ကြီးကိုစစ်ဆေးဖို့တာဝန်ပေးအပ်ခံခဲ့ရသူတွေပါပိုပြီးအံ့ဩဖို့ကောင်းတာကဂျူလီယာဟာဂျက်ရဲ့တရားဝင်ဇနီးတွေဖြစ်နေတာပါပဲသူတို့နှစ်ယောက်ဖက်လဲတကင်းဖြစ်နေတာကိုဗစ်တိုးရီးယားကရင်ပေါ်ကကင်မရာကနေတဆင့်မြင်သွားတဲ့အခါမှာတော့တဝင်းတိုမှုနဲ့စိတ်နာကျင်မှုတွေပြင်းထန်သွားပါတော့တယ်သူတို့အိမ်ပြန်ရောက်တဲ့အခါဗစ်တိုးရီးယားကသူတို့ကိုအိမ်ထဲပေးမဝင်တော့ပဲ TED စခန်းစီကိုဂျူလီယာရှိနေတဲ့အကြောင်းအစီရင်ခံလိုက်ပါတယ်ဒါပေမဲ့မမျှော်လင့်ပဲအိမ်ထဲက drone တစ်စင်းနိုးလာပြီးဗစ်တိုးရီးယားကိုတပ်ပစ်လိုက်ပါတော့တယ်ရက်ကိုပါတပ်ဖို့စူးစမ်းပေမဲ့ဂျူလီယာက drone ကိုဖျက်ဆီးပြီးကယ်တင်နိုင်ခဲ့ပါတယ်အခုဆိုရင် TED စခန်းကြီးကဂျက်တို့ကိုပါရန်သူအဖြစ်သတ်မှတ်လိုက်ပြီးသူတို့ကိုဖမ်းဆီးဖို့ drone များစွာထပ်မံဆေလွတ်လိုက်ပါပြီဂျက်နဲ့ဂျူလီယာတို့ဟာ drone တွေရဲ့အပြင်းထန်လိုက်လံတိုက်ခိုက်မှုကိုခံရပြီးနောက်မုန်တိုင်းထဲအထိဝင်ရောက်ထွက်ပြေးခဲ့ရပါတယ်ဂျက်ကရဲရဲဝံ့ဝံ့နဲ့ drone တွေကိုပြန်လည်ဖျက်ဆီးနိုင်ခဲ့ပေမဲ့ drone 166ကသူတို့ကိုရေဒီယိုတတိကြွကန့်သက်စုံတဲ့အထိအတင်းတွန်းပို့ပြီးတိုက်ခိုက်ခဲ့ပါတယ်နောက်ဆုံးမှာတော့သူတို့ရဲ့ရင်ပြတ်ကျသွားခဲ့ပြီးကန့်သက်စုံထဲမှာတောင်တင်သွားပါတော့တယ်အဲ့ဒီနေရာမှာဂျက်ဟာမယုံနိုင်စရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်အဲ့ဒါကတော့သူ့ရဲ့ရင်နဲ့တူညီတဲ့နောက်ထပ်ရင်တစ်စင်းဆင်းသက်လာတာဖြစ်ပြီးအဲ့ဒီထဲကထွက်လာတဲ့သူဟာသူကိုယ်တိုင်နောက်ထပ်ဂျက်တစ်ယောက်ဖြစ်နေတာပါအဲ့ဒီနောက်ဂျက်နှစ်ယောက်တို့ဟာအပြင်းထန်လုံးထွေးတပ်ပုတ်ကြပါတော့တယ်ဂျက်49ကအနိုင်ရသွားခဲ့ပေမဲ့တိုက်ပွဲအတွင်းမှာဂျူလီယာတနက်ထိမှန်ပြီးဒဏ်ရာရသွားခဲ့ပါတယ်ဂျက်ဟာဂျူလီယာကိုကယ်တင်ဖို့အတွက်ဂျက်52ရဲ့ရင်ကိုခိုးယူပြီး52ရဲ့အိမ်ကိုတွားခဲ့ပါတယ်။အဲ့ဒီမှာရှိတဲ့ဗစ်တိုးရီးယားကိုသူဟာသူမရဲ့ဂျက်ဖြစ်ကြောင်းလိန်ညာဖြက်စီးပြီးစစ်တစ်တာကိုယူဆောင်ကထွက်ပြေးခဲ့ပါတယ်။ဂျက်ဟာဂျူလီယာကိုသူ့ရဲ့လျှို့ဝှက်အိမ်လေးရှိရာရေကန်ဘေးကိုခေါ်ဆောင်သွားပြီးဆေးကုပေးခဲ့ပါတယ်။ဂျူလီယာတတိယလာတဲ့အခါဂျက်ကသူဟာလူသားအစ်စ်မဟုတ်မှန်းသိသွားပေမဲ့သူမကိုတော့အမြဲတမ်းချစ်နေမှာဖြစ်ကြောင်းဖွင့်ပြောခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ဂျက်ဟာဘီချ်တို့အဖွဲ့နဲ့ပူးပေါင်းပြီး TED စခန်းကြီးကိုဖျက်ဆီးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဘီချ်ကဂျက်ကိုတကယ်အမှန်တရားကိုပြောပြခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကမ္ဘာမြေကိုကျူးကျော်ခဲ့တဲ့စစ်သားတွေအားလုံးဟာဂျက်ရဲ့ရုပ်ရည်နဲ့ကိုယ်ပွားတွေသာဖြစ်ကြောင်း TED ဟာဂျိုရီရဲ့စွမ်းအင်ကိုစုပ်ယူစားတောက်တဲ့စက်ရုပ်ကြီးဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဂျက်ဟာစာအုပ်ကိုကောက်ယူခဲ့တာနဲ့ဂျူလီယာကိုကယ်တင်ခဲ့တာတွေကြောင့်သူဟာတခြားကိုယ်ပွားတွေနဲ့မတူဘဲထူးခြားနေတယ်ဆိုတာကိုဘီချ်ကသတိထားမိပြီးအခုလိုအကူအညီတောင်းခဲ့တာဖြစ်ပါတယ်။ဂျက်က drone ကိုအသက်သွင်းလိုက်ချိန်မှာဘီချ်ကဒီဘုံပေါက်ကွဲသွားတဲ့အခါ TED ရဲ့မျက်နှာကိုမြင်ကျင်လိုက်တာလို့ပြောပါတယ်။ဒါဟာပြန်လန်းမရှိတဲ့ခရီးဖြစ်ပေမဲ့တန်ဖိုးရှိတဲ့ဆွလွန်မှုတစ်ခုပါ။ဒါပေမဲ့မမျှော်လင့်ပဲ TED လွတ်လိုက်တဲ့ drone 3စင်းရောက်လာပြီးလူသားတွေကိုအပြင်းထန်တိုက်ခိုက်ပါတော့တယ်။ ဘီချ်က drone တစ်စင်းကိုဖျက်ဆီးနိုင်ခဲ့ပေမဲ့သူကိုယ်တိုင်လည်းဒဏ်ရာရသွားသလိုဘုံတင်မဲ့ drone လည်းပျက်စီးသွားခဲ့ပါတယ်။သူတို့ရဲ့အစီအစဉ်ပျက်စီးလူနီးပါးဖြစ်နေချိန်မှာဂျူလီယာကအကြံတစ်ခုပေးပါတယ်။ TED ကသူမကိုခေါ်လာဖို့ဂျက်ကိုအမိန့်ပေးထားတာကြောင့်သူမကိုအိပ်ပျော်စေတဲ့အိမ်လေးထဲထည့်ပြီးဘုံကိုပါတပါးထဲတည်သွားဖို့ပါပဲ။ဂျက်ကဂျူလီယာကိုပေါက်ထဲထည့်ပြီးငါတို့အကြောင်းအိမ်မက်မက်နေလိုက်ပါလို့ပြောက TEDC ကိုထွက်ခွာလာခဲ့ပါတယ်။လန်ခီမှာဂျက်ဟာရင်ပေါ်ကမှတ်တမ်းကိုနားထောင်ရင်းအတိတ်ကအမှန်တရားအလုံးကိုမှတ်မိသွားပါတယ်။သူဟာအာကာသရင်မှုတစ်ယောက်ဖြစ်ပြီးဆယ်လီဆိုတာကလည်းတကယ် NAA ကထိန်းချုပ်ရေးအရာရှိဖြစ်ခဲ့တာပါ။ TED ရဲ့ဆွဲငင်မှုကိုခံရချိန်မှာဂျက်ကဂျူလီယာတို့ရှိတဲ့အစိပ်ပိုင်းကိုဖြုတ်ချပြီးကယ်တင်ခဲ့ပေမဲ့သူနဲ့ဗစ်တိုးရီးယားကတော့အဖမ်းခံခဲ့ရတာပါ။လက်ရှိအချိန်မှာတော့ဂျက်ဟာ TED ရဲ့အလဲဘဟိုကိုရောက်ရှိသွားပြီးသူ့ရဲ့ကိုယ်ပွားပေါင်းများစွာကိုတွေ့လိုက်ရပါတယ်။သူကဂျူလီယာကိုယူဆောင်လာတယ်လို့လိန်ညာပြီး TED ရဲ့အနားထိချင်းကပ်ခဲ့ပါတယ်။ဂျက်ကဖတ်ကိုဖွင့်လိုက်တဲ့အခါမှာတော့ထွက်လာတာကဂျူလီယာမဟုတ်ပဲခေါင်းဆောင်ပေးဖြစ်နေပါတယ်။ဂျူလီယာကတော့သူမကိုဂျက်ကရေကန်ဘေးကအိမ်လေးစီကိုပို့ပေးခဲ့မှန်းသိသွားပြီးအဲ့ဒီမှာပဲနိုးထလာခဲ့ပါတယ်။ TED စခန်းကြီးထဲမှာတော့ဂျက်နဲ့ဘီချ်တို့ဟာနျူကလ িয়ার ဘုံကိုအတူတူအသက်သွင်းပြီး TED စခန်းကြီးကိုအောင်မြင်စွာဖျက်ဆီးလိုက်ပါတော့တယ်။ TED ပျက်စီးသွားတာနဲ့အမျှကဘာပေါ်ကလူသက်ထရုံးတွေလည်းအကုန်ရက်တန့်သွားခဲ့ပါတယ်။၃နှစ်အကြာမှာတော့ဂျူလီယာဟာရေကန်ဘေးကအိမ်လေးမှာဂျက်နဲ့ရတဲ့သမီးလေးနဲ့အတူအေးအေးချမ်းချမ်းနေထိုင်နေပါတယ်။အဲ့ဒီအချိန်မှာပဲကြက်ရှိနေတဲ့လူသားတွေနဲ့အတူဂျက်52ယောက်ရှိလာပါတယ်။သူဟာဂျက်49လိုပဲဂျူလီယာကိုချစ်တဲ့အမတ်ရချက်တွေရှိနေသူဖြစ်တာကြောင့်ဂျက်ဟာသူ့ရဲ့ဇနီးတဲ့နဲ့သမီးလေးရှိရာအိမ်ကိုနောက်ဆုံးမှာတော့ပြန်လည်ရောက်ရှိလာပါတော့တယ်။အခုလိုဗီဒီယိုမျိုးတွေကိုထပ်ကြည့်ချင်ရင်တော့ subscribe လုပ်ထားပြီး notification ခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့နဲ့အုံတော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်